မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးအန္တရာယ်အသွယ်သွယ်ကကင်းဝေးပြီးကိုယ်စိတ်နှပါလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ရပါတယ်။အခုချိန်ကစပြီး PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ကျွန်တော်မောင်သိန်းပါ။ဒီကနေ့ဇွန်လ2ရက်တနင်္လာနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစင်တွေကတော့တောင်ပိုင်းစစ်ဒေသလေ့ကျင့်ရေးဌာနအမှတ်2စစ်ဒေသခွဲကစစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုတင်နန်းစင်ပွဲပြုလုပ်တဲ့သတင်းရန်ကုန်တရင်9131ဖွဲ့စည်းတည်ထောင်မှု2နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့တဲ့ဒိုင်ဦးမြို့အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့တက်ကြက်ကြီးတူကြီးစံနဲ့လက်ပစ်ဗုံးတွေယူလာပြီးအလင်းဝင်ရောက်တဲ့တဲ့ပကုတ်ကူမြို့ပေါ်ရှိခရိုင်မီးတပ်ရုံးမှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုအနီးကပ်တိုက်ခိုက်ရာအကြမ်းဖက်တပ်သား9ဦးသေဆုံးပြီး9ဦးဒဏ်ရာရတဲ့တဲ့စင်ကူးမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကတရက်ထဲ၄ချောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ3ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကိုခြုံခိုတိုက်ခိုက်ရာ၄ယောက်သေပြီးလက်နက်ခဲယမ်းတွေတင်စီရမိတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးအာနာရှင်တော်လှန်ရေးဆန္ဒပြလူထုတပိတ်တဲ့တွေပဲဖြစ်ပါတယ်။တောင်ပိုင်းစစ်ဒေသလေ့ကျင့်ရေးဌာနအမှတ်2စစ်ဒေသခွဲကစစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုတင်နန်းစင်ပွဲပြုလုပ်တဲ့တဲ့ကိုတင်ဆက်ပေးပါမယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တောင်ပိုင်းစစ်ဒေသလေ့ကျင့်ရေးဌာနအမှတ်2စစ်ဒေသခွဲကစစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုတင်နန်းတင်မြင့်ဆောင်2025ရဲ့တင်နန်းစင်ပွဲကိုပြုလုပ်ခဲ့တယ်လို့ကာကွယ်ရေးဝန်ကြီးဌာနစစ်ရုံးချုပ်ကဇွန်လ1ရက်နေ့မှာထုတ်ပြန်ပါတယ်။အမှတ်2စစ်စင်ရေးနယ်မြေမှာပြုလုပ်ခဲ့တဲ့စစ်မြေပြင်စီမံခန့်ခွဲမှုနဲ့ခေါင်းဆောင်မှုတင်နန်းစင်ပွဲကိုပြည်ထရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးလွင်ကိုလက်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF အမှတ်2စစ်စင်ရေးနယ်မြေစစ်စင်ရေးမှုရဲဘော်တင်ဦးအပါအဝင်တာဝန်ရှိသူတွေတက်ရောက်ခဲ့ကြပါတယ်။ပြီးခဲ့တဲ့မတ်လကစတင်ပြီးတော့လက်ရှိအချိန်ထိကရင်ပြည်နယ်အတွင်းကအကြမ်းဖက်စစ်တပ်ရဲ့တပ်စခန်းတွေကို KNLA KNDO နဲ့ PDF ပူးပေါင်းတပ်တွေကတောက်လျှောက်တိုက်ခိုက်သိမ်းပိုက်နေတာပါရန်ကုန်တရင်9131ဖွဲ့စည်းတည်ထောင်မှု2နှစ်ပြည့်အထိမ်းအမှတ်ပြုလုပ်တဲ့တဲ့ကိုဆက်လက်တင်ဆက်ပေးပါမယ်အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနရန်ကုန်တိုင်းစစ်ဌာနပြည်သူ့ကာကွယ်ရေးတပ်မတော်ရန်ကုန်တရင်9131ရဲ့ဖွဲ့စည်းတည်ထောင်မှု2နှစ်ပြည့်အထိမ်းအမှတ်ကိုမနေ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်ကာကွယ်ရေးဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိရန်ကုန်တိုင်းစစ်ဌာနရဲ့ပထမအဆုံးတရင်ဖြစ်တဲ့9131တရင်ကို2023ခုနှစ်ဇွန်လ1ရက်နေ့မှာ KNU တပ်မဟာ6နယ်မြေမှာစတင်ဖွဲ့စည်းခဲ့တာပါတရင်စတင်ဖွဲ့စည်းခဲ့တဲ့အချိန်မှစပြီးကော့ဂရိတ်တောင်ကြားအင်းဖာပွန်တို့အပြင်ရှမ်းကယားအဆက်ကတိုက်ပွဲတွေမှာမဟာမိတ်တပ်များနဲ့အတူပါဝင်ခဲ့ပြီးအကြမ်းဖက်စစ်တပ်ရွှေကျင်ခမာရ998တရင်စခန်းသိမ်းတိုက်ပွဲမှာပါဝင်ခဲ့တယ်လို့ဆိုပါတယ်ရန်ကုန်တရင်9131ရဲဘော်အချို့အသက်နဲ့ကိုလက်အင်္ကာများဆွန့်လွတ်ခဲ့ရတာတွေရှိပြီးအောင်ပွဲဆင်နိုင်ခဲ့တဲ့တိုက်ပွဲများလည်းရှိတယ်လို့ပြောပါတယ်။ဆေးအာနာရှင်ကြာဆုံးတဲ့အထိကိုကျိုးစွန့်တိုက်ပွဲဝင်နေစေဖြစ်တဲ့ရန်ကုန်တရင်9131ဖွဲ့စည်းခြင်း2နှစ်ပြည့်အထိမ်းအမှတ်ကိုလေးစားစွာမော်ကွန်းတင်လိုက်တယ်လို့အသိပေးထုတ်ပြန်ထားပါတယ်။ဒိုင်ဦးမြို့အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့တက်ကြက်ကြီးတူကြီးစံနဲ့လက်ပစ်ဗုံးတွေယူလာပြီးအလင်းဝင်ရောက်တဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်။ပဲခူးတိုင်းဒိုင်ဦးမြို့အခြေဆိုင်အကြမ်းဖက်စစ်တပ်ရဲ့ခမာရ443တရင်လက်အောက်ခံတက်ချက်ကြီးတူကြီးစံနဲ့လက်ပစ်ဗုံးတွေယူလာပြီးပဲခူးတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံအလင်းဝင်ရောက်လာတယ်လို့စစ်ရေးသတင်းရင်းမြစ်ကပြောပါရယ်ရွှေကျင်မြို့နယ်ကွန်းစိတ်ကြီးရွာမှာအထိုင်ချနေတဲ့အကြမ်းဖက်စစ်တပ်စခန်းကိုတော်လှန်ရေးတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ပြီးနောက်အဲ့ဒီစခန်းမှာတောင်ဝင်ကျနေတဲ့တက်ချက်ကြီးကကြီးစံခေရန်လက်ပစ်ဗုံးတွေယူဆောင်လာပြီးပဲခူးတိုင်းပကဖထံအလင်းဝင်ရောက်ခဲ့တယ်လို့ပြောပါရယ်အခုလိုခဲယမ်းများယူဆောင်လာတဲ့တက်ချက်ကြီးကိုပဲခူးတိုင်းပကဖရဲ့စစ်ဘက်ရေးရာတာဝန်ခံအဖွဲ့ကစုကြီးငွေ10သိန်းချီးမြှင့်ပေးခဲ့တယ်လို့သိရှိရပါတယ်။အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားရဲနဲ့ပြူစောထီတွေကိုတပ်ဆိုင်ရာနယ်မြေတွေမှာရှိတဲ့တော်လှန်ရေးတပ်ဖွဲ့တွေထံအလင်းဝင်ရောက်ကြဖို့နဲ့လက်နက်ခဲယမ်းတွေနဲ့အတူအလင်းဝင်ရောက်လာမယ်ဆိုရင်ထိုက်တန်တဲ့စုကြီးတွေပေးမှာဖြစ်တယ်လို့လည်းတော်လှန်ရေးတပ်ဖွဲ့တွေကအသိပေးထုတ်ပြန်ထားပါတယ်။ပြည်သူ့ပန်းတိုင်အဖွဲ့ကတော့မေလတတိယပတ်အတွင်းအကြမ်းဖက်စစ်ကောင်စီကိုစွန့်ခွာကပြည်သူ့ဘက်သို့ကူးပြောင်းကအလင်းဝင်လာတဲ့စစ်သားနဲ့ရဲ25ဦးထိရှိတယ်လို့ထုတ်ပြန်ထားပါတယ်။မေလတတိယပတ်အတွင်းကောက်ယူရရှိထားတဲ့စီးရင်တွေအရအလင်းဝင်ရောက်လာသူ25ဦးရှိခဲ့တယ်လို့ဖမ်းဆီးရမိတဲ့စစ်တုံးမှန်9ဦးဖြစ်တယ်လို့ပြည်သူ့ပန်းတိုင်ကပြောပါတယ်။အလင်းဝင်လာသူ25ဦးထဲမှာရှမ်းပြည်နယ်က18ဦးစကိုင်းတိုင်းက2ဦးတနင်္သာရီတိုင်းက3ဦးချင်းပြည်နယ်ကစစ်သား2ဦးနဲ့ရဲ2ဦးဖြစ်ပြီး6ဦးမှာအဓမ္မစစ်မှုထမ်းအဖြစ်နဲ့စုဆောင်းခံရသူတွေဖြစ်တယ်လို့ဆိုပါတယ်။တိုက်ပွဲအတွင်းဖမ်းဆီးရမိတဲ့စစ်တုံးမှန်9ဦးရှိပြီးရှမ်းပြည်နယ်က3ဦးချင်းပြည်နယ်က2ဦးနဲ့တနင်္သာရီတိုင်းမှာအဓမ္မစစ်မှုထမ်းတပ်သား9ဦးတို့ကိုထိန်းသိမ်းခဲ့တယ်လို့ပြောပါတယ်။
2025ခုနှစ်ဇန်နဝါရီလကနေမေလတတိယပတ်အထိအလင်းဝင်လက်နက်ချစစ်တုံးပန်းစုစုပေါင်း1116ဦးအထိရှိတယ်လို့ပြည်သူ့ပန်းနိုင်အဖွဲ့ရဲ့စာရင်းတွေအရသိရပါတယ်။ပကုတ်ကူမြို့ပေါ်ရှိခရိုင်မီးတပ်ရုံးမှတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်ကိုအနီးကပ်တိုက်ခိုက်ရာအကြမ်းဖက်တပ်သား9ဦးသေဆုံးပြီး9ဦးဒဏ်ရာရတဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းပကုတ်ကူခရိုင်ပကုတ်ကူမြို့ပေါ်ရှိခရိုင်မီးတပ်ရုံးမှတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုဇွန်လ1ရက်နေ့မနက်3:30မိနစ်30အချိန်ခန့်မှာဒေါ်လန်ရေးရဲဘော်တွေကအနီးကပ်သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ရွှေညာမြေ PDF ထံမှသိရပါဗျ။နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုမိနစ်30ကျော်ကြာမြင့်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဘက်မှ9ဦးသေဆုံးက9ဦးဒဏ်ရာရရှိခဲ့တယ်လို့ရွှေညာမြေ PDF ကပြောပါဗျ။ပစ်ခတ်နေချိန်မှာပကုတ်ကူမြို့ပေါ်ရှိအကြမ်းဖက်စစ်ကောင်စီရဲ့တပ်မ101နဲ့လက်အောက်ခံတပ်စခန်းတွေမှာစစ်ကူတွေရောက်လာတာကြောင့်ဒေါ်လန်ရေးရဲဘော်တွေပြန်လည်ဆုတ်ခွာခဲ့ရတယ်လို့ဆိုပါဗျ။အဆိုပါတိုက်ခိုက်မှုကိုရွှေညာမြေ PDF နဲ့အတူပကုတ်ကူပကဖတပ်ရင်း1နယ်စည်းမခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မြိုင်ပကဖတပ်ရင်း3တပ်ခွဲ4တို့ကပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါဗျ။စင်ကူးမြို့နယ်ကိုအကြမ်းဖက်စစ်တပ်ကတရက်ထဲလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ3ဦးထိခိုက်ဒဏ်ရာရတဲ့တဲ့တင်ကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းတပိတ်ချင်းခရိုင်စင်ကူးမြို့နယ်နွေယုံကျေးရွာကိုဇွန်လ1ရက်နေ့မှာအကြမ်းဖက်စစ်တပ်ကလေကြောင်းတိုက်ခိုက်မှု2ကြိမ်ပြုလုပ်ခဲ့ရာပြည်သူ3ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ပြည်ဦးလွင်ခရိုင်ပကဖကပြောပါရယ်။အကြမ်းဖက်စစ်တပ်ကနွေယုံကျေးရွာကိုမနေ့ကမွန်းလွဲ2:26မိနစ်အချိန်မှာတဒအူးကတက်လာတဲ့ Jet Fighter နဲ့လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးအဆောက်အဦ2ခုပျက်စီးကပြည်သူများအထိခိုက်မရှိခဲ့ဘူးလို့ပြည်ဦးလွင်ခရိုင်ပကဖကပြောပါရယ်။မနေ့ကမွန်းလွဲ2:32မိနစ်အချိန်မှာစင်ကူးမြို့နယ်နတ်တောင်ကျေးရွာမှာရှိတဲ့ Lucky 7 Hotel ကိုအကြမ်းဖက်စစ်တပ်ကလေကြောင်းကနေတိုက်ခိုက်မှုပြုလုပ်ခဲ့ရာအမျိုးသမီး3ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိခဲ့သူ3ဦးထဲက2ဦးကဒဏ်ရာပြင်းထန်တယ်လို့လည်းပြည်ဦးလွင်ခရိုင်ပကဖကပြောပါတယ်။ပြည်သူတွေအနေနဲ့အကြမ်းဖက်စစ်ကောင်စီနဲ့ဝေးရမှာနေထိုင်ကြဖို့လေကြောင်းရန်ကာကွယ်နိုင်ဖို့အတွက်ဘုံခိုကျင်းတွေတူးထားကြဖို့ပြည်ဦးလွင်ခရိုင်ပကဖကအသိပေးထုတ်ပြန်ထားပါတယ်။အကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပြူစောထီတွေကိုခြုံခိုတိုက်ခိုက်ရာ4ယောက်သေပြီးလက်နက်ခဲယမ်းတွေတင်စီရမိတဲ့တဲ့တင်ကိုဆက်လက်တင်ဆက်ပေးပါမယ်။မကွေးတိုင်းပကုတ်ကူခရိုင်ပကုတ်ကူမြို့နယ်စင်မင်းရွာအကြမ်းဖက်စစ်ကောင်စီဂိတ်ကိုပြောင်းလာတဲ့ပြူစောထီအဖွဲ့ကိုခြုံခိုတိုက်ခိုက်ခဲ့ရာ4ယောက်သေပြီးလက်နက်ခဲယမ်းတွေတင်စီရမိခဲ့တယ်လို့ပကုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကဒီကနေ့မှထုတ်ပြန်ပါတယ်။ဇွန်လ1ရက်နေ့မနက်8:00နာရီအချိန်ခန့်မှာစင်မင်းရွာဂိတ်ကိုကား2စီးနဲ့လာတဲ့ပြူစောထီခေါင်းဆောင်အပါ8ဦးကိုပကုတ်ကူမြို့နယ်တနေရာမှာခြုံခိုတိုက်ခိုက်ခဲ့ရာပြူစောထီ4ဦးသေဆုံးတယ်လို့ပကုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကပြောပါတယ်။ထိတွေ့တိုက်ပွဲက45မိနစ်ခန့်လောက်ကြာမြင့်ခဲ့တယ်ဆိုတာနဲ့တိုက်ပွဲကနေပြူစောထီတွေစီကပစ္စတိုတလက် MA3 တလက် G3 G ပေါက်9ခု MA3 G ပေါက်3ခုပစ္စတို G ပေါက်4ခုလက်ကင်ဖုန်းငွေကျပ်31သိန်းနဲ့ဒါအခြားဆက်ဆက်ပစ္စည်းတွေတင်စီရမိခဲ့တယ်လို့ဆိုပါတယ်။ဒီတိုက်ခိုက်မှုကိုပကုတ်ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကုတ်ကူခရိုင်တပ်ရင်း16ဘိုးကလေးတပ်ပေါင်းစုတို့ကပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတဝန်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆေးရနာရှင်အမြင့်ပြတ်ချေမှုန်းရေးလူလူဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးမှာပဲဖြစ်ပါတယ်။ရန်ကုန်မြို့မှာမိစ္ဆာစစ်တပ်အမြင့်ပြတ်စာသားကင်ဆောင်ပြီးအကြမ်းဖက်စစ်ကောင်စီကိုစန့်ကျင်တဲ့လှုပ်ရှားမှုကို The Last Generation Unit အဖွဲ့ကပြုလုပ်ခဲ့တယ်လို့သိရပါတယ်။အဆိုပါလှုပ်ရှားမှုကိုမြို့ရဲ့လူစီကားရာကားမှတ်တိုင်ရထားပူရာတွေမှာဇွန်လ1ရက်နေ့ကတရုတ်ဖော်ဆန္ဒပြခဲ့ကြတာပါ။ရင်းမာပင်မြို့နယ်မှာရင်းမာပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကရင်းမာပင်မြို့နယ်မြောက်ချမ်းကျေးရွာများတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမာပင်မြို့နယ်မှာပြည်သူအာမန်တပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကပြည်သူအာမန်တပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ရင်းမာပင်မြို့နယ်မှာအောင်လန်လွှင့်မြီဒေါင်းသွင်းနေတပိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လန်လွှင့်မြီဒေါင်းသွင်းနေတပိတ်ဆိုတဲ့စာသားကိုကင်ဆွဲပြီးအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။စကိုင်းတိုင်းရင်းမာပင်မြို့နယ်ကနောက်ပြန်မလှည့်ကြီးဒီတော်လှန်ရေးတပိတ်စစ်ကြောင်းကအပြည်ပြည်ဆိုင်ရာအလုံသမားအဖွဲ့အစည်းရဲ့ပုံမှန်33အရအကြမ်းဖက်စစ်ကောင်စီကိုချက်ချင်းအရေးယူနိုင်ရေးအတွက်ဆန္ဒပြတပိတ်ကိုဒီကနေ့မှပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေက Vote ILO Article 33 to Save Life ဆိုတဲ့စာသားကိုကင်ဆွဲပြီးဆန္ဒပြချီတက်ခဲ့ကြတာပါ။
ဒေသခံတော်လှန်ပြည်သူတွေကနယ်မြေမငြိမ်သက်မှုကြားတွေကနေပဲအကြမ်းဖက်စစ်တပ်ကြာရှုံးရေးဆန္ဒပြတပိတ်ကိုနေ့စဉ်ပြုလုပ်နေကြတာပဲဖြစ်ပါတယ်။ဒါကတော့ဇွန်လ2ရက်နေ့သတင်းတွေနဲ့လူထုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့တာပဲဖြစ်ပါတယ်။ပြည်သူလူထုအပေါင်းတဘာဝဘေးလူလုံဘေးဆိုတဲ့ဘေးနှစ်သွဲကနေကင်းဝေးနိုင်ကြပါစေခင်ဗျာ။